ဒီလူဟာလမ်းဘေးကဈေးပေါ်ပေါ်နဲ့အတော်လေးဆက်တဲ့ပြောင်းဖူးကင်လေးတစ်ခုကိုဝယ်စားနေရင်ကနေစိတ်ကူးတစ်ခုရသွားခဲ့တယ်သူသားလေးကဆက်လုံးလို့ချွေးတွေရွှဲရွှဲဖြစ်ပြီးပူနေပေမဲ့ပါဇက်ကတော့အရန်ကောင်းတာပဲဆိုပြီးပြုံးပြုံးကြီးစားနေတာကိုမြင်လိုက်ရတာပါပဲအဲ့ဒီမှာသူဘာကိုသတိထားမိသွားလဲဆိုတော့ငါတို့ပတ်ဝန်းကျင်ကလူတွေကဒီလောက်ဆက်တာကိုတောင်ဒီလောက်ကြိုက်ကြတာပဲဆိုပြီးတော့ပေါ့ဘင်းဟင်းကိုကြည့်ငရုတ်သီးဆော့တွေနဲ့ကြီးပဲလေဒီတော့သူကသူ့ရဲ့ကိုယ်ပိုင်လက်ရာငရုတ်သီးဆော့နဲ့လှုပ်ထားတဲ့အဆက်ရတာပြောင်းဖူးအာလူကြော်တွေကိုထုတ်ဖို့ကြံစီပါတော့တယ်ငွေကြေးစင်မပြေပေမဲ့လည်းဇနီးမောင်နှံနှစ်ယောက်လုံးလက်မလျှော့ပဲငရုတ်သီးမျိုးမျိုးနဲ့စမ်းတက်ကြတာပေါ့ပထမဆုံးအချိန်မှာတော့အရသာကတော်တော်လေးဆိုးလို့ကြာရှုံးမှုနေပါဖြစ်ခဲ့ပေမဲ့သူကတော့တဘာဝပစ္စည်းတွေပဲသုံးရမယ်ဆိုတဲ့သူခံယူချက်ကိုခိုင်ခိုင်မာမာစုပ်ကင်ထားခဲ့တယ်နောက်ဆုံးတော့တကယ်ကိုဆက်လဲဆက်အရသာလည်းရှိတဲ့ sauce တစ်မျိုးကိုဖန်တီးနိုင်ခဲ့တာပေါ့ဒါပေမဲ့အခက်ခဲကအဲ့ဒီမှာနေမပြီးသေးဘူးဗျသူကကျောင်းတန်ရှိရေးဝန်ထမ်းတယောက်ဆိုတော့သူ့ရဲ့ထုတ်ကုန်ကိုသွားကမ်းလှမ်းတဲ့အခါမန်နေဂျာကသူ့ကိုအထင်သေးပြီးလုံးဝကိုဂရုမစိုက်ခဲ့ဘူးဒါနဲ့သူကလည်းမလျှော့ဘူးကုမ္ပဏီရဲ့ဥက္ကဋ္ဌကြီးစီကိုတိုက်ရိုက်ကြီးဖုန်းဆက်သွယ်လိုက်တာပဲဥက္ကဋ္ဌကြီးကလည်းသူ့ရဲ့အဆက်အာလူကြော်ကိုမြည်ကြည့်ပြီးအရသာကိုသဘောကျသွားလို့ရင်းနှီးမြှုပ်နှံဖို့သဘောတူလိုက်တယ်ဒါပေမဲ့ဆက်စချင်းထုတ်လုပ်တဲ့အခါမှာတော့ကြော်ညာလည်းမရှိဘယ်သူမှလည်းမဝယ်ကြတော့ရှုံးပြန်ရောသူလည်းတော်တော်လေးစိတ်ပြတ်သွားပြီးငါကတော့အသုံးမကျတဲ့လူပါလားဆိုပြီးလက်လျှော့တော့မလို့ဖြစ်ခဲ့တာပေါ့ဒါပေမဲ့သူ့သားလေးကအဓိကပြဿနာကိုရိပ်မိသွားတယ်လူတိအောင်မလုပ်ရသေးလို့ဆိုတာကိုသိသွားပြီးသူတို့ကိုယ်တိုင်ဈေးဝယ်စင်တာတွေမှာအခမဲ့လိုက်ဝေပေးတဲ့လူတွေကသတိထားမိလာအောင်သူတို့ကိုယ်တိုင်ပြန်ဝယ်ပြတာမျိုးတွေအထိလုပ်ခဲ့ကြတာဒီနည်းလမ်းကတကယ်ကိုထိရောက်သွားခဲ့တယ်ဗျာလူတွေကစိတ်ဝင်စားပြီးဝယ်စားကြည့်ကြရင်ကနေရောင်းအားတွေကမယုံနိုင်တော့အောင်ကိုတဟုန်ထိုးတက်လာတော့တာပဲပိတ်သိမ်းလူနီးပါးဖြစ်နေတဲ့စက်ယုံကြီးလည်းပြန်လည်ပတ်နိုင်ခဲ့တယ်လို့နောက်ဆုံးမှာတော့ဥက္ကဋ္ဌကြီးကသူ့ကိုစီးပွားရေးမန်နေဂျာအဖြစ်ခန့်အပ်လိုက်ပါတော့တယ်အရင်ကတန်ရှင်းရေးသမားဘဝကနေအခုတော့ရွှေရောင်ပေါင်ခတ်ထားတဲ့ရုံးခန်းထဲမှာဂုံယူဝင်ကြွားစွာနဲ့နေရာရသွားခဲ့ပြီပေါ့ဗျာဒီဇလန်ကတကယ်လက်တွေ့ဘဝက Richard Matty ဆိုတဲ့လူတစ်ယောက်ရဲ့အကြောင်းကိုအခြေခံထားတာပါကျွန်တော်တို့အတွက်တကယ်ကိုခွန်အားဖြစ်စေမဲ့ဘဟုတုတနဲ့သင်ခန်းစာတွေအများကြီးရပါတယ်ချုပ်ပြောရရင်တော့ဘဝရဲ့အနေဆုံးနေရာမှာရောက်နေပါစေအိမ်မက်ရှိဖို့နဲ့လက်တွေ့ကြကြစူးစမ်းဖို့မမေ့ဘူးဆိုရင်ဒီနေ့မှာအောင်မြင်မှုကလက်တကမ်းမှာပဲရှိနေမှာပါ